အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုနိုင် vlog ကနေကြိုဆိုပါတယ်ကျွန်တော်ကတော့ဒီနော်ဝေနိုင်ငံအော်စလိုမြို့မှာဘတ်မောင်းတာ2လလောက်ရှိပြီပေါ့နော်ဒီနေ့ကတော့ကျွန်တော်နေ့လယ်2နာရီနေပြီးတော့ည12နာရီထိကျွန်တော်ဒီရဲ့အလုပ်ချိန်ပေါ့နော်ညဘက်လုပ်ချိန်ကိုကျွန်တော် vlog အနေနဲ့ပြသပါမှာဖြစ်ပါတယ်ဒါပြီးရင်ကျွန်တော်တို့နည်းနည်းပါး safety ဘာညာ brain လေးပါလေးနည်းပါးစစ်တယ်ပေါ့နော်ဒီလေးပါလေးစစ်ချာဘယ်နေရာမှာပါလေးဒီချိုးဟာလေးမှားနေလဲဘာညာလိုက်ကြည့်တာပေါ့ပြီးရင်တော့ကျွန်တော်မောင်းပါဦးရှေ့ရတယ်ရှေ့နော်အခုဆိုတော့ကျွန်တော်အလုပ်ကနေကျွန်တော်စမောင်းပြီပေါ့နော်လိုင်းနံပါတ်ကတော့380အနေနဲ့ကျွန်တော်တို့ဒါ Olasco Bus Terminal နေပြီးတော့ကျွန်တော် Lillestone Bus Terminal အထိဒါမောင်းရမယ့်လမ်းကြောင်းပေါ့ကျွန်တော်လည်းအတူတူအားလုံးပဲဒါအော်စလိုမျိုးရဲ့လမ်းမတွေအလှကိုလိုက်လံကြည့်ရှုခံစားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီမှာကျွန်တော်တို့ခုလိုမျိုးနေရာဒီဒါနေသားတဲ့နေ့ဒါနေပူတဲ့နေ့တွေမှာဆိုရင်လမ်းတွေကခါရတဲ့ပို့ပြီးတော့ဒါမောင်းလို့ကောင်းတယ်ပေါ့နော်ဒါမြင်ကွင်းနေရာလည်းလှနေတာကျွန်တော်တို့နော်ဝေရဲ့နေရာဒီကတော့ဒါတိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေတယ်ပေါ့နော်လမ်းနေရာလည်းဒီလိုပဲဗျကျွန်တော်တို့ပုံမှန်ဒီ line မှမောင်းနေရတယ်ဆိုပေမဲ့ဒါရာသီဥတုတွေပြောင်းတဲ့ခါတွေ့လို့ဒါစောင်းပြောင်းသွားတဲ့ခါဆိုရင်လည်းဒါလမ်းကဒါ
နေရာပြောင်းသွားတယ်ပေါ့နော်ဒါပုံမှန်တော့မရှိဘူးဗျသူရာသီတိုင်းမှာတော့သူ့အလှနဲ့သူဖြစ်နေတာပေါ့ဒီမှာ
Leedston Bus Terminal မှာကျွန်တော်15မိနစ်လောက်ကျွန်တော်အနားယူချိန်ရတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်နောက်ထပ် line တစ် line ကိုထပ်ပြီးတော့ကျွန်တော်ဆက်မောင်းအောင်မှာဖြစ်ပါတယ်အားလားအား the communist service yes ဒီလိုနဲ့ကျွန်တော်လည်းဘတ်စကားကိုပါကင်ထိုးပြီးတော့တစ်ချက်စောင့်နေတဲ့အချိန်မှာတခြားဘတ်စကားတစ်စင်းကဒါသူလည်းဒါညာဘက်ကိုယူကွေ့ပြီးတော့ပါကင်ရိုင်းထွက်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီဘယ်ဘက်ချမ်းပတ်မှန်နဲ့ညှိပြီးတော့ဒီမှာ accident လေးတွေဖြစ်သွားခဲ့တယ်ဗျာကိုညှိကုန်ပြီဝိုင်းရဲပုံကျော်တော့နေရမရှိတော့ကျွန်တော်ရပြုတ်သွားကျွန်တော်ဝင်ကျွေးသွားတာဝင်တိုက်သွားတာဒီမှာနေရတစ်ဖက်ကဝိုင်းပဲဗျာချာဘတ်ကဆောင်းအောင်ဟာလိုအဲ့နဲ့ပဲကျွန်တော်လည်းအလုပ်ကိုဖုန်းဆက်ပြီးတော့ကြောင်းကြားလိုက်တော့သူတို့ကနောက်ထပ်15မိနစ်နေတော့သူတို့ bus အစ်စ်ကိုကျွန်တော်လာပြီးတော့ပို့ပေးရဗျာဒါကားထိသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါအလောက်ကဖြည့်ရှင်းပေးတယ်ပေါ့နော်အာမခံကုမ္ပဏီတွေနဲ့ဒါသူတို့ကုမ္ပဏီချင်းသူတို့ဘတ်စကားလမ်းချင်းသူတို့ဖုန်းဆက်ပြီးတော့ပြောကြတယ်ပေါ့နော်ကျွန်တော်ကတော့နည်းနည်းပါးဒါဖောင်လေးပါပြီးတော့နည်းနည်းဖြည့်ရတာပေါ့ဒီနေ့ကကျွန်တော်တချို့မောင်းမဲ့ line number လေးတွေလွတ်သွားတယ်ပေါ့နော်အခုလိုဖြစ်သွားတော့အဲ့ဒါနဲ့ပဲကျွန်တော်အလုပ်ပြန်ပြီးတော့ကျွန်တော် break time ယူလိုက်တယ်ပြီးတာနဲ့ကျွန်တော် Oslo Bus Terminal ကနေပြီးတော့ခီးစဉ်ပြန်စမှာပါအခုမောင်းမဲ့ line ကတော့ကျွန်တော် Oslo Bus Terminal ကနေပြီးတော့ဒီ Leedston တောင်းအောင်နော်အခုချိန်ကတော့7နာရီဖြစ်နေပြီပြင်မာတော့တော်တော်ရုပ်လင်းနေအဆင်ပြေရပါတော့ဒီမှာနေရာကြီးကြာရင်ကားမောင်းရတယ်အဲ့လိုမိုက်နေကြလင်းနေတော့လေမောင်းရတာဒီလိုပါနော်အဆင်ပြေတော့ဒါအခုကျွန်တော်စထွက်လို့ရပြီပေါ့နော်ကျွန်တော် line number 380ဒါ Oslo Bus Terminal ကနေပြီးတော့ Leedston အထိသွားမှာပေါ့
on. Hi. Yes. Good idea. So yes. Hi. Sure. Hello. Yes. Sure. Good.ခဏနားတယ်မိနစ်20မိနစ်20နားတယ်ဆိုတော့ကျွန်တော်အထဲထဲချက်သွားမယ်ဒါအခုချိန်ဆိုတော့ကျွန်တော်ည9နာရီကျော်နေပါတော့ဒါပေမဲ့အပြင်ကိုကြည့်လိုက်မယ်ဆိုရင်ဒါတော်တော်ကြီးကိုလင်းနေတော့မှာပေါ့နော်နော်ဝေးမှာကျွန်တော်သဘောကျတဲ့ဒါနွေရာသီရထူးခြားမှုတွေကတခုဆိုရင်ဒါနေတာရှိတာပဲပေါ့ကျွန်တော်ဆောင်းတွင်းမှာဆိုရင်ဒါမှောင်တာမြန်တယ်ဆိုပေမဲ့နွေရာသီမှာဆိုရင်တော့လုံးဝပြောင်းမြန်ပဲဗျာဒါတချို့နော်ဝေးမြောက်ပိုင်းတွေမှာဆိုရင်ဒါတနေ့လုံးနေမွေနဲ့ ဒါ midnight sun အောင်ဒါမြင်တွေ့ရနိုင်တယ်ပေါ့နော်ဒါအော်စလိုမှာကတော့ကျွန်တော်နေဝင်ပါတယ်ကျွန်တော်10နာရီခွဲလောက်ဆိုရင်တော့နေဝင်သွားပြီပေါ့နော်ဒါကျွန်တော်လည်းအခုဒါကျွန်တော်ရဲ့နောက်ဆုံး line number တစ်ခုကိုမောင်းပြီးရင်တော့ကျွန်တော်ရဲ့ဒီနေ့ဒါခီးစဉ်ဟာတာဝန်ပြီးပြီပေါ့နော်ဒီနေ့အတွက်ကတော့ဒါဒီနေ့အတွက်ကျွန်တော်ရဲ့လှုပ်ချင်ရတော့အခုပြီးသွားပြီပေါ့နော်ညလည်း7:00နာရီလောက်ကြော်နေပြီဒါအခုကျွန်တော်ဘတ်စကားကိုဒါအလုံးမအပ်ပြီးတော့ကျွန်တော်အိမ်ပြန်တော့မယ်ပေါ့နော်ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့လှုပ်ခွင့်ဒီနေ့တာကိုအဆုံးထိကျွန်တော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်နော်ဒါ